ဒီပွဲလိုက်ကိုယူမှာ ဘတ်စကတ်တွေလောက်ဝယ်လောက်မယ်ပေါ့ဝယ်မယ်အဲ့ဒါမှငွေဖြည့်မယ်တော့ဒါဆွနာ30လောက်ပေးပြီးတော့80 50လောက်ပေးဖြည့်ထားမယ်တဲ့လိုက်ခဲ့အောင်နော်အရှိကိုဂိုးမယ်โอเคဒါတော့ brother တို့အခုယာဒီဥတုကညဆိုတော်အေးတယ်နေလို့ထိုင်လို့ကောင်းတယ်နီးနေသွားလဲအဲ့လောက်ထိမပူသေးဘူးလို့ခံစားရတယ်အဲ့ဒီမှာကျွန်တော်တို့တွားတန်းစီတဲ့ခါမှာကောင်းတာမှာပဲတော့ကလှုပ်လို့ရမယ်ထင်တာဒါပေမဲ့ဆက်မှာလည်းလှုပ်လို့ရရဲဆိုတာအဲ့မှာဝန်ထမ်းတယောက်ကလာရှင်းပြလို့ကျွန်တော်တို့ပြန်ပြီးတော့ဆက်ကိုသွားလိုက်တယ်ပေါ့နော် 16 5 yes တက်စီလိုက်မယ်နော်ကျွန်တော်နောက်ကစီလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့25တယောက်ကို25 80 25ကပ်ဖို့ကကျွန်တော်တို့80 25ပေးရပါမယ် recharge လုပ်မယ်လို့ အော်ဒီ brother ကျတော့ recharge လုပ်မယ်သူ့မှာအရင်ငါရှိပြီးသားအဲ့အတွက်ကျွန်တော်တို့စက်ကြည့်မယ်ဟိုဘက်မှာကျွန်တော်တို့တန်းစီနေရဒီဘက်ကိုခေါ်လိုက်တယ်ဒီဘက်မှာပုံမြန်နေတယ်ဆက်ကနေလုတ်ပေးမယ်ဆက်ကနေထုတ်ပေးမယ်နော်အဲ့ကြောင့်တော့တစ်ချက်ကြည့်လိုက်မယ်နော် kind of machine is it regular or both? Okay, so it says here 19 balance. ဆိုရင်ကျွန်တော်တို့ဘိုင်ရမလဲဆိုတော့ there's an option. So you want to add more or ကျွန်တော်လည်းရောက်ဖို့နည်းနည်းစောင့်လိုက်အောင်မယ် so that's your card. okay ကျွန်တော်ကတော့နောက်ထပ်အစိတ်ထပ်ဖြည့်လိုက်မယ် okay yes ချက်လိုက် cash ထည့်လိုက်တောင်းနေ ဘယ်လိုတက်ရရ ဒီထက်ကတ်ယူရောက်ပြီနော် โอเคလို့ နော်ကတ်တွေရလာပါပြီ okay let's go ရထားစီပါမယ်နောက်မှပဲပြန်တွေ့ပါမယ်ခုဆိုရင်နောက်တစ်စီးမှကျွန်တော်စီးမယ်ဒါမှပထမတစ်စီးထွက်တာရကကျွန်တော်စောင့်နေတယ်အမြန်တာပြီးသွားပြီလားโอเคနောက်မှပြန်တွေ့မယ်နော်အခုကြက်ထားဆောင်လာအောင်မယ်ဘက်ကဝင်မယ်နော်ဒီဘက်ဆောက်လိုက်တော့ခေါ်ရတဲ့သွားလိုက်မယ်အဲ့ဒါကိုရရှိရနော်ဒီဘိုင်းမှာကလီဘာတော့ရောက်ပြီဒါပါပဲ bye bye